ဘာလို့ကမှာရုံးလို့ဘာလို့ကမှာဟိုရပြီဒါဦးနှိတ်ကောင်မယ်အိုးဟဲ့အောင်ဒီနေ့ငါမယ်လေးဖြူရောင်းဖတ်မယ်နော်ပြောဘာမှလူလဲပြောအင်္ဂလိပ်လိုမပြောတော့နော်ရိုင်း